YouTube မှာကြီးစုသူအရေးအတွက်စံချိန်တင်မြင့်တက်နေတဲ့ iShowSpeed ရဲ့ကမ္ဘာလားချင်းတဲ့ပရိသတ်များဝင်းမိန်တော်များ Red TV အချိန်ကနေအားလုံးကိုပြန်လဲကြိုလိုက်ပါရစေ။2026ကမ္ဘာလားအတွက်ပရိသတ်တွေကိုပွဲစုသွားစေမဲ့ကမ္ဘာလားချင်းအသစ်တစ်ပုဒ်ထပ်မံထွက်ရှိလာခဲ့ပါပြီ။ဒီကဖန်တီးသူကတော့တခြားသူမဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့ Idol ကြီး Questa Rado ရဲ့ထိတ်တန်းအမာခံပရိသတ်ကြီးပြင်ဒီကွာလုံးကသိချတဲ့ဘောလုံးနဲ့ပတ်သက်ရင်ရီစရာပေါက်ကရဟာတာကွန်တက်နေတဲ့နာမည်ကြီးတဲ့ American YouTuber Superstar iShowSpeed ပဲဖြစ်ပါတယ်။ Bounce ဟာသူ့ရဲ့ World Cup Champion လို့အမည်ရတဲ့အလန်းစားမျိုးစစ်ဗီဒီယိုဒီ NBA အသစ်ဆက်ဆက်ကြီးကိုပရိသတ်တွေရှေ့ချပြလိုက်တာပါ။တချင်းထွက်လာပြီးအရှင်ုံကတော့ပြောစရာမလိုအောင်ကြောက်စရာကောင်းလွန်လာပါတယ်။တချင်းထွက်ပြီးတနင်္လာနေ့တွင်းမှာပဲကြီးစုသူ9သိန်းကျော်သွားပါတယ်။15နိုင်ပြည်ပြီးချိန်မှာတော့ကြီးစုသူရေအတွက်က3.2တန်းကျော်သွားပါပြီ။ဒီတချင်းတဲ့ဆိုလုံရင်းအနှစ်သာရကတော့သူလွန်ခဲ့တဲ့2020နှစ်ကမ္ဘာလုံးကထုတ်ခဲ့ပြီးလူကြိုက်များခဲ့တဲ့တချင်းဟောင်းတွေအမွေးအသက်အချင်းခန့်စစ်စင်ပါပဲ။ကမ္ဘာပြိုင်ပွဲကြီးရင်ခုန်တန်းနေစိတ်လုံရှားစရာတွေကိုပြေဝဖော်ကျိုးထားပြီးဘောလုံးအားကစားနည်းအားဖြင့်ကမ္ဘာမှာရှိတဲ့နိုင်ငံပေါင်းစုံလူမျိုးပေါင်းစုံကိုစီးလုံးညီညွတ်သွားစေမယ့်အကြောင်းအမျိုးကိုရေးဖွဲ့ထားတာဖြစ်ပါတယ်။ပြီးတော့တချင်းနောက်ဆုံးမှာတော့ Let's Play Football လာချရေးဘောလုံးကန်ကြားစုဆိုတဲ့စာလုံးကြီးနဲ့အတူအားတက်တဲ့အဆုံးတတ်တာမို့လို့နားထောင်ရတာတကယ်ကိုသွေးဆူစေပါတယ်။ပေါ်ပြီးဆန်းတာကမောင်စပီယာဆိုပါ MB တဘောလုံးမှာအန်ကြီးလဲဖို့နေတာအန်ကြီးထေတဲကိုသာဇိုအတင်းဆန်းတာပြီးဝစ်ဆင်သွားခဲ့တာဖြစ်ပါတယ်။အဲ့ဒါကတော့တခြားမဟုတ်ပါဘူးသူ့ရဲ့အသေးဆွဲဆရာကြီးရိုနယ်ဒိုရဲ့ပေါ်တူဂီအသင်းချာစီပဲဖြစ်ပါတယ်။အခုဒီနားမစင်ရသေးတဲ့ဘောလုံးဖန်ကြီးကိုရှိခဲ့ရင်တော့ iShowSpeed ရဲ့တရားဝင် YouTube Channel မှာအခုပဲအပြေးလွှားသွားရောက်နားဆင်ကြည့်ရှုနိုင်ကြောင်းလမ်းညွှန်ပေးလိုက်ချင်ပါတယ်။လုံးဝဆေးပေးရမှာမဟုတ်ဘူးလို့အာမခံပါတယ်ခင်ဗျာ။ဟော